နမေမင်္ဂလာပါကျွန်တော်နဲ့အတူကဘာဦးချမ်းအခန်းချင်းနှစ်ကိုပြန်လည်ခွန်အားယူကြရအောင်ထို့တို့ကောင်းကင်မြေကြီးနှင့်တကွခတ်သိမ်းသောတစားတို့သည်ပြီးစီးလက်ရှိကြ၏တတမနေရရောက်လင်ဖျားသခင်သည်ဖန်ဆင်းသောအမှုကိုလက်ဆတတ်တော်မူခဲ့ပြီးသည်ဖြစ်၍ဖန်ဆင်းသည်များသောအမှုအရာတို့သည်ပြီးစီးပြီးမှထိုတတမနေ၌ငြိမ်ဝတ်စွာနေတော်မူ၏ထိုတတမနေကိုဘုရားသခင်သည်ကောင်းကြီးပေး၍တန်ရှင်းစေတော်မူ၏အကြောင်းမူကားဖန်ဆင်းပြုပြင်တော်မူသောအမှုအရာအလုံးစုံတို့သည်ပြီးစီးသောကြောင့်ထိုနေ့ရက်၌ငြိမ်ဝတ်စွာနေတော်မူ၏ဤအကြောင်းအရာကထာဝရအရှင်ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောနေ့ဖန်ဆင်းရာကာလ၌ကောင်းကင်နှင့်မြေကြီး၏မူလအထုပ္ပတိပေသည်မြေ၌လေယာပြိုးပင်မပေါက်မီလေယာ၌စပါးပင်မကြီးပွားမီအပင်ရှိသည်များတို့ကိုဖန်ဆင်းတော်မူ၏ထိုအခါထာဝရအရှင်ဘုရားသခင်သည်မြေပေါ်၌မိုးကိုရွာစေတော်မမူသေးမြေ၌လုသောလူလည်းမရှိသေးသည်ဖြစ်၍မြေမှအခိုးအငွေ့ထွက်သည်များမြေတစ်ပြင်လုံးကိုဆိုစေလေ၏ထို့နောက်ထာဝရအရှင်ဘုရားသခင်သည်မြေမှုန့်ဖြစ်လူကိုဖန်ဆင်း၍သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမုတ်တော်မူလျှင်လူသည်အသက်ရှင်သောတတ္တဝါဖြစ်လေ၏ထာဝရအရှင်ဘုရားသခင်သည်လည်းအရှိမျက်နှာဧဒင်အရပ်၌ဥယျာဉ်ကိုစိုက်ပျိုးပေးလျှင်ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ်၌နေရာချတော်မူ၏ထိုမြေထဲကအစင်းလာ၍စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကိုထာဝရအရှင်ဘုရားသခင်ပေါက်စေတော်မူ၏ထိုဥယျာဉ်အလယ်၌အသက်ပင်လည်းရှိ၏ကောင်းမကောင်းကိုတိကျွမ်းရာအပင်လည်းရှိ၏ထိုဥယျာဉ်ကိုဆိုစေလိုသောငါမြစ်သည်ဧဒင်အရပ်ထဲကစီးထွက်သည်ဖြင့်ဥယျာဉ်ပြင်မှာလည်းဖြာကွဲ၍မြစ်မလေးတွေဖြစ်လေ၏အထမမြစ်ကပရုအမည်ရှိ၏ထိုမြစ်သည်ရွှေရှိသောဟာဝေလပြည်နာတလျှောက်လုံးကိုစီးသွားလေ၏ထိုပြည်မှဖြစ်သောရွှေသည်ကောင်းလာ၏ဗေထေလတစ္ဆေနှင့်ရှုဟန်ကျောက်လည်းရှိ၏ဒုတိယမြစ်ကဝေဟုံအမည်ရှိ၏ထိုမြစ်သည်ကုရှာပြည်နာတလျှောက်လုံးကိုစီးသွားလေ၏တတိယမြစ်ကဟေဒါကေလအမည်ရှိ၏ထိုမြစ်သည်အာရှရိတိုင်းအရှေ့တိုင်းစီးသွားလေ၏စတုတ္ထမြစ်ကဥပရအမည်ရှိ၏ထိုအခါထာဝရအရှင်ဘုရားသခင်သည်လူကိုယူ၍ဧဒင်ဥယျာဉ်ကိုပြုစုဆောင်နေစေခြင်းငှာထားတော်မူ၏ထာဝရအရှင်ဘုရားသခင်လည်းကောင်းမကောင်းကိုတိကျွမ်းရာအပြင်မှတပါထိုဥယျာဉ်၌ရှိသည်များသောအပင်တို့ကိုအတီးကိုတင်စားရသောအခွင့်ရှိ၏ထိုအပြင်ဤအတီးကိုကမစားရစားသောနေ့တွင်ဧကံအမှန်တေရမည်ဟုလူကိုပညတ်ထားတော်မူ၏ထာဝရအရှင်ဘုရားသခင်ကလည်းယောက်ျားသည်တယောက်တည်းမနေကောင်းသူနှင့်တော်သောအထောက်အမကိုသူ့ဘုံငါလုပ်ဦးမည်ဟုအကြံရှိတော်မူ၏ထာဝရအရှင်ဘုရားသခင်သည်မြေတိရစ္ဆာန်တို့နှင့်မိုးကောင်းကင်ငှက်အပေါင်းတို့ကိုမြေဖြစ်ဖန်ဆင်းတော်မူပြီးလျှင်လူသည်အဘယ်သို့ခေါ်ဝေါ်တမုတ်မီကိုတိခြင်းငှာလူရှိရာသို့ဆောင်ခဲ့တော်မူ၏လူသည်လည်းအသက်ရှင်သောတတ္တဝါအပေါင်းတို့ကိုခေါ်ဝေါ်တမုတ်သည့်အတိုင်းနာမည်အတီးတီးရှိကြ၏ထိုတို့လူသည်တားရင်အပေါင်းတို့ကို၎င်းမိုးကောင်းကင်ငှက်အပေါင်းတို့ကို၎င်းတားရဲအပေါင်းတို့ကို၎င်းအမိပေး၍မေ့လေ၏
သို့တော်လည်းလူနှင့်တော်သောအထောက်အမမပေါ်မရှိသေးထိုအခါထာဝရအရှင်ဘုရားသခင်သည်လူကိုကြီးသောအိပ်စေခြင်းဖြင့်အိပ်စေတော်မူ၍လူသည်အိပ်ပျော်စဉ်နံရိုးတစ်ချောင်းကိုဘုရားသခင်ထုတ်ပြီးလျှင်ထိုအယိုးအစားအသားကိုဆေးဆက်စေတော်မူ၏ထာဝရအရှင်ဘုရားသခင်သည်လူသေးကထုတ်သောနံရိုးဖြင့်လူမိန်းမကိုဖန်ဆင်း၍လူရှိရာသို့ဆောင်ခဲ့တော်မူ၏လူကလည်းယခုဤသူသည်ငါအယိုးသေးကအယိုးငါအသားသေးကအသားဖြစ်၏လူသေးကထုတ်သောကြောင့်သူကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်ဟုဆိုလေ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွန့်၍ကိုခင်ပွန်းနှင့်မိဝေးသည်ဖြင့်ထိုသူတို့သည်တသားတကိုယ်တည်းဖြစ်ကြလိမ့်မည်ထိုသူလင်မယားနှစ်ဦးတို့သည်အဝတ်မပါဘဲနေ၍ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏